ပါဒီနေ့မှာတော့ပေါ့နော်သူစမ်းအောင်လေးဒီနေ့ပြပေးမှဖြစ်ပါတယ်အရင်ဦးဆုံးကကျွန်တော်ပေါ့နော်ရှင်ဦးဆုံးကတော့ဘာလို့လဲတော့ပြရှင်ဦးဆုံးwhat in my day ဒီလိုဝိရှိတဲ့တယ်ဒီလိုကိုယ်တယ်ဒီကိုကိုယ်ပြီးဒီဘက်ကိုတော့ဒီဘက်မှာဒီလိုမလန်းလျှောက်တယ်အဲ့လိုကြီးပဲသွားနေအောင်ပေါ့နော်နောက်ပြီးတော့ချိန်ဆိုင်သွားလေပါချိန်ဆိုင်ပြချိန်ဆိုင်သွားလေပါcherry cake cut ဆိုရဲဆိုင်သွားလေပါနော်နောက်ပြီးဟိုဘက်ကတိုက်ကြည့်သွားလေအဲ့ဒီဆောက်ကိုသွားပြီးတော့အဲ့ဒီကောင်မလေးကကြီးမလေးရှိရပါတော့သူ့ကိုတချင်းဆိုနေပါတော့ချွန်နေနဲ့သူ့ကောင်းမှုဒီသူ့ချီပါလေပေါ့ thank you ဆိုတာပေါ့နော်နင်းကိုငါဒီနဲ့ငါနဲ့ငယ်ချင်းဖြစ်ပြီးတော့မိတ်ဆွေဖြစ်စင်သလားဆိုတော့ thank you ပြောချင်တယ်လားနောက်ပြီးတော့ဒီနဲ့ငါနဲ့ကောင်းပြီးဖြစ်ချင်သလားလို့ပဲသူ့ပြောလိုက်တာပေါ့နော်ပြီးတော့သူကဒီချီပါလေချီရဟိုနားမှာရှိတော့သူ့အဲ့နားလေးမှာလွတ်ချခဲ့လိုက်ပေါ့နော်လွတ်ချခဲ့ပြီးသူ့ဘာသာသူလည်းလမ်းလျှောက်ဆိုတော့လည်းလမ်းလျှောက်ပြန်တော့အဲ့တော့ခါကျတော့တရေချောက်နေရလားနောက်ပြီးတော့ကိုယ်လည်းဆွေကြည့်နေပေါ့နော်နောက်ပြီးတော့သူ့နေနောင်းနေရပေါ့နော်ဒီတိုင်းလူရောက်လည်းမဟုတ်ဘူးပေါ့နော်သူ့ရဲ့အောက်ထုတ်ရဲ့အလေကဒီဘေးကိုကြည့်တာတကလေးမှာတွေးပြီးနေကြတယ်ဒီနေ့ပေါ့နော်ဒီနေ့ဗနေနေ့လဲဆိုစနေနေ့ဆိုအဲ့လိုတွေးထက်ကြနေအောင်တွေ့လဲရပါမယ်သူကပြန်မနော်သူကစနေနေ့သားသမီးသူကသူ့အမေနဲ့နေထိုင်ကြရပါတော့သူ့မြန်နဲ့နေခိုင်နေရဲ့သူ့ဖေကအရက်တွေတောင်းရင်နဲ့တီဝါတဲ့ခါကျတော့သူ့ကိုသူကအဖေချစ်တဲ့လူဖြစ်တဲ့တော့သူကဒီနေ့ကျတော့ကြောင်းသွားရင်လည်းကောင်မလေးနဲ့နောက်ဆက်ဖြစ်ခံရတဲ့နိုးဆိုတဲ့ကောင်မလေးကနောက်ဆက်ဖြစ်ခံနေရတယ်ဖြစ်ခံပြီးတော့နောက်ပြီးတော့အဲ့ဒီအရိုးကြောက်တဲ့အပေါ်မှာပေါ့နော်နောက်အရိုးကြောက်ကတော့သူ့ရဲ့ဖေယူကြောက်ပေါ့နော်သူတို့ကညက်ကြလို့ရှင်သူတို့ကကော်ဖီထိုင်တောက်နေကြတာပါနောက်ပြီးပြပါမယ်သူကဘာဖြစ်လို့လဲဆိုတော့သူကအရန်ကိုမှသူ့ကိုတတ်တယ်မယ်ဆိုတဲ့အတိုင်းပဲသူမူရင်းနဲ့အဲ့ဒီမူရင်းဆိုင်ရင်မှာပဲအဲ့ဒီမြေကြီးတစ်စက်ကအဲ့ဒီမြေပေါ်ကျသွားတာအေးတစ်စက်လို့သူ့မိပြန်လိုက်တယ်ညတော့သူ့ကိုရင်တော့သူ့ကိုဒီနားလေးမှာအဲ့လိုဖြစ်ခဲ့အောင်နော်သူကလမ်းလျှောက်နေတာပေါ့နော်ကျောင်းပြန်မှသူမူတာပေါ့နော်အဲ့ဒီအချိန်သူကဆင်းကိုတက်လိုက်ရပြီးတီသွားတာအဲ့နားမှာပဲသူကဝိညာဉ်ဖြစ်ပြီးတော့လမ်းလျှောက်နေဖြစ်ပါတယ်ဒီဆိုင်ဒီကသူကတက်တယ်ခွင့်ဒါပေမဲ့သူ့အရင်တော့ကချက်ကီလို့ချက်ကီဆိုချက်ကီလို့သူ့နာမည်အရင်တော့ချက်ကီဒါပေမဲ့အဲ့ဒီဆိုင်ရဲ့ပြောင်းသွားတော့ချယ်ရီဆိုင်ဖြစ်သွားတယ်ဒါမင်းကလေးရဲ့နော်ချင်ပေးပါအဲ့ဒီဦးလေးရဘလုံးနဲ့မသိဘူးဝါပေါ်နော်ချက်ဆိုလဲအရင်တော့ချက်ဘူးပေါ့နော်လူတွေလာမချက်ကြဘူးနော်ချက်လိုက်တာပေါ့နော်နောက်ပြီးတော့ဒီဝက်ကလေးကိုသူကဖြတ်စားဖို့တတ်စားဖို့အတွက်သူကလုပ်ပေးထားပါတော့အဲ့ဒါကြောင့်သူ့ကို
fan မှာသူ့မိရင်နဲ့ပတ်ထားပြီးမှဖြစ်ပါတယ်ပတ်ထားပြီးတော့သူကစုရမှာဖြစ်ပါတယ်အဲ့ဒီစုကိုတော့တူဝဲတူဖျက်လိုက်တော့ပါမယ်ဟုတ်နော်သူ့မေဝတ်ကြီးစီမှာတော့ထားတယ်တော့ထားလိုက်ပဲနော်ဒါသူတို့ရဲ့အဖေအမေတွေပေါ့နော်သူသားသမီးမရှိလို့အနေနဲ့လိုက်ခံနေတဲ့တိုင်းမှာပဲပြင်မှာတော့ဖြစ်တော့သူတို့ထိုင်လိုက်ပြီပေါ့ထိုင်ခဲ့လိုက်ပြီနောက်ပြီးတော့ခါဆမ်မရောက်နေစနေအဲ့တော့မှာဘာတမလို့ဆမ်မရောက်နေစဒီတော့လည်းလေတမျိုးကြီးပဲပေါ့နော်ဆိုင်ရလူနဲ့ပဲဝတ်တူငယ်ပေါ့နော်ဘာဒါသူ့အဖေကိုပဲပို့တယ်နောက်ပြသူ့ချီသွားလိုက်ချီပြီးတော့ဒီမှာကကိုရခွင်းသွားအဲ့သူ့ကိုခေတယ်မပို့တော့ဒီစီလေးပါလို့သူ့ဘဘကိုလိုက်သူ့ပို့ကြည့်ရုပ်ကဒဇင်းနဲ့ပေါ့နော်ညီကိုနာနာမထင်တယ်တရေတော့နော်ညီကိုနော်ညီကိုကြည့်တယ်တဲ့မှာညီကိုပြမယ်ဒီမှာနော်ရုပ်အဲ့ရုပ်ကိုတေချာကြည့်ချာရုပ်ကိုကြည့်လိုက်ဒီရုပ်ထင်းမြင်တော့နဲ့ခုံးနဲ့ပစမ်းနဲ့မတူဘူးအဲ့ဟိုကောင်ကြည့်လိုက်တရေဒီကောင်ကတရေဒီကောင်ကလူအစ်စ်တို့ကဘလုံးဖြစ်တာလဲဆိုတော့ဒီကသွားမှာနော်ဒီပေါ့နော်ဒီမှာနေရပါတော့တိုင်းပောင်ချီသွားပြီပေါ့တိုင်းတစ်ထောင်ချီသွားပြီတို့ကြောင့်ဒီစကူရာကြီးကိုဖွင့်ချောက်ပလိုက်ပါတယ်ဒါသူ့မျက်လုံးကိုကြည့်လိုက်ကိုဆွေးပြီးကြည့်နေတယ်လို့ဘာလို့လဲဟောအဲ့လိုမျိုးဖြစ်နောက်ပိုင်းပြီးတူးလေးရနော်မလားမဘိုင်ဘိုင်နောက်ဆက်ဆက်ပေးမယ်ဘိုင်